တရုတ်ဆောင်ထူကွယ်လွန်ရခြင်းရဲ့နောက်ွယ်ရဖြစ်ရမယ်။အားလုံးမင်္ဂလာပါရှင်။ CM Media Blog ကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါရစေ။တရုတ်ဆောင်ထူဟာမလ10ရက်နေ့မနေ့6နာရီခန့်မှာပဲမြောက်တကုံမြို့နယ်မှာကားအက်ဆီဒန့်ကြောင့်ကွယ်လွန်သွားခဲ့တယ်လို့သိရပါရစေ။ထူဟာဖြူအောင်တက္ကရာမေချိုဇလန်တွင်နဲ့ယောက်ျားကောက်တောင်20ရုပ်ရှင်ကားတွေမှာပါဝင်တရုတ်ဆောင်ခဲ့ပြီးပရိသတ်အားပေးမှုကိုခိုင်မာရထားခဲ့သူလည်းဖြစ်ပါရစေ။ကလေးတရုတ်ဆောင်ဘွားတွေကနေဇကားပေါင်းများစွာကိုရိုက်ကူးခဲ့တဲ့တရုတ်ဆောင်ထူဟာကွယ်လွန်ချိန်မှာတော့အသက်26သားရှိသေးပါရစေ။အချို့ကတော့တရုတ်ဆောင်ထူတွေနဲ့မူရည်စားတောက်တာကြောင့်ခုလိုကွယ်လွန်သွားတာဖြစ်ကြောင်းမတိနာမလိမ့်မဲနဲ့မဟုတ်မမှန်ပြောဆိုနေကြပါရီတကယ်တမ်းကျတော့ကားမတော်စားဖြစ်ပြီးတော့အတွင်းချေတရားကြောင့်ရုတ်တရက်ပဲဆုံးပါသွားတာပါတရုတ်ဆောင်ထူကွယ်လွန်ချိန်မှာတော့အနုပညာသားပိုင်းတစ်ခုလောက်ကစိတ်မကောင်းဖြစ်ခါကြေကွဲနေကြပြီးမိသားစုဝင်တွေကတော့နလန်မထူနိုင်တဲ့အထိပါဖြစ်သွားခဲ့ပါရီအညွတ်တလူလူတက်နေတဲ့ရွှေမှာကျွေးလင့်သွားတာကြောင့်အနုပညာလောကကြီးတွေလည်းကြီးမားဆုံးဆုံးရှုံးမှုကြီးတစ်ခုပါပဲတရုတ်ဆောင်တော်ကောင်းပြီးတော့အလားလာများကြီးရှိတဲ့မင်းသားတူလည်းဖြစ်တာကြောင့်အချို့ပြည်သက်တွေကလည်းထူးကွယ်လွန်သွားတယ်ဆိုတာကိုအခုထိမယုံနိုင်ဖြစ်နေကြတာပါဒါကြောင့်လက်ရှိမှာထူးနဲ့ပတ်သက်တဲ့သူတွေကတော့အယူတစ်ပိုင်းပါပဲဒါကြောင့်ဘာမှမတက်နိုင်တဲ့ဆုံးမှာကောင်းရမွန်ရအနားယူပါစေတော့ထူးရည်ဆိုပြီးတော့သာဆူတောင်းပေးလိုက်ရှာပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်